ဒါတော့မြန်မာပြည်ရဲ့ happy work ဖြစ်ပါတယ်တရားကိုချီးဆရာကောင်းတဲ့တရားလေးပေါ့နော်ပြောရမယ်ဆိုရင်အများကြီးဖြစ်နေလို့တဲ့တရားလို့ပြောရမှာဖြစ်ပါတယ်ဘယ်လိုလဲဆိုတော့ happy work ကလေးတွေပဲပေါ့လေဒီကြီးတွေပါဟိုတွားနေစီတယ်နေရာလေးဖြစ်ပါတယ်ပေါ့နော်တရားကိုချီးဆရာကောင်းပါတယ်နိုင်ငံနဲ့မလိုက်အောင်ဟာနေရာလေးကောင်းတဲ့နေရာလေးဖြစ်ပါတယ်ပေါ့နော်အောက်ထပ်ပါတော့ဒီမှာတော့လူရဲ့ဒီချာခါနဲ့နော်ဒီချာခါဆိုတော့ဒီရဲ့ဟိုဒီလာလေမောင်တိုက်တိုက်ပါနော်လေးရှားလို့ဆိုတော့သူကsnow car ပေါ့နော် snow car လို့ပြောမှာဒါပေမဲ့မြန်မာပြည်မှာ snow တော့မရှိပါဘူးเนาะမြန်မာပြည်ဒီထဲမှာတော့ snow တော့မရှိပါဘူးเนาะဒါပေမဲ့စိတ်လို့ဆရာကောင်းတဲ့နေရာလေးပေါ့နော်မာနဲ့ပါကြည့်တယ်ပါနော်ကျွန်တော်တို့ဗီတာဆိုတက်တော့ပဲဆွဆွနေတယ်ရကြည့်တော့တယ်ရကြည့်တော့တယ်ဟိုကခရစ်စမတ်မှာခရစ်စမတ်ပို့ထိုင်တယ်လဲလေးပေါ့နွားလဲကိုမောင်းလိုက်ပါနွားလဲသမီးလဲပါဒီကရမ်းရှုပ်ထူးတဲ့မန်ကြီးပဲเนาะလမ်းအရမ်းပြောက်လို့ရတယ်အရမ်းရှုပ်တယ်လမ်းပြောက်လို့လွယ်တယ်ပေါ့เนาะမသိရင်တော့လမ်းပြောက်သွားတယ်ဒါပေမဲ့တေးလေးပြောချင်တာကြီးမဟုတ်ဘူးเนาะနေရာတေးလေးဒါပေမဲ့မန်ကြီးတယ်ဆိုတော့ဘယ်ကနေထွက်ဘယ်နေပြန်ဝင်လဲဆိုတာမမိနိုင်တဲ့မမိနိုင်ဘူးဆိုတော့တော်လေးရှာရခဲ့တယ်သူတို့ကအချက်ရှာပါလဲဘယ်လိုပြောမလဲဘယ်လိုသွားမလဲဆိုတော့သူတို့မွန်တော့ကိုထားတယ်ဒါပေမဲ့အဲ့ဒါမသိทำတဲ့ကဲရဲ့2015ပေါ့နော်2015
February လမှာကျွန်တော်သွားတယ်ဒီမှာလည်း Happy Ball ဂျန်က Happy Ball နော်အဲ့ဒါလောင်စားတော့ပြောရမလားအဲ့ဒီဝယ်ပြီးတော့ရန်စီလို့ဆက်ကောင်းပါတယ်ရတယ်နော်တော့ဒီကိုလူတွေချို့လူတွေကာလို့ကိုယ်ကပါတော်တော်လေးကိုဆွဲဆောင်ရတယ်